Hello, my name is Love. I'm starting modeling 8 months ago. I moved from Russia and now I'm working in Bangkok in Thailand and also other countries. My big dream to be a big actor and to work in big projects. See you. Today I work with Officially in the music video and I'm very happy about this. Soon we will start this video. You can also follow my Instagram or Facebook here. It will be a line here with my social media. See you. မင်္ဂလာပါကျွန်တော် M5 လေးလို့ခေါ်ပါတယ်ကျွန်တော် music များတာပေါ့နော်ဟို MJO ဆိုတဲ့နာမည်နဲ့မင်းကြီးချင်းဆိုတဲ့ album လေးတစ်ခုထွက်တယ်ဒီပြီးခဲ့တဲ့ December မှာတော့ M5 လေးဆိုတဲ့နာမည်နဲ့ဟိုအနွေးတက်ဆိုတဲ့ album လေးတစ်ချက်ထပ်ထွက်ထားပါတယ်ဗျဟုတ်ရှေ့မှာတော့နောက်ထပ်ဟိုကျွေးထူးတော့အများကြီးတော့မလုပ်ဘူးတရုပ်ဆောင်တော့နည်းနည်းဝင်ရောင်မှုတယ်ဒါကကျွန်တော်ပထမခွေတွေကအစိတ်ဆိုတဲ့တခြင်းလေးကိုစူးစမ်းပုံဖော်ကြည့်နေအောင်နော်ဒီထဲမှာကျွန်တော်တို့ဒီနိုင်ငံသား model 2ယောက်ပါတယ်အာဟုဆိုတဲ့ညီမလေးပါတယ် model မလေးကျွန်တော်ရေပေါ့နော်ကျွန်တော်ကအဲ့ဒါမှာနတ်ဆိုးဆရာပုံစံမျိုးနဲ့တရုပ်ဆောင်တာကျွန်တော် script ကတော့အကုန်လုံးတော့မပြောပြတော့ပေါ့သွားပါဆိုလို့နောက်ထပ်အခုတခြင်းအစ်စ်ကလေးတွေလည်းထပ်လုပ်နေတယ်နောက်နေ့ကြာရင်တော့ကျွန်တော်နောက်ထပ် album လေးတော့လုပ်နိုင်မယ်ထင်တယ်စူးစမ်းပြီးတော့လုပ်နေတယ်နောက်ပြီးတော့နောက်ထပ်လည်းMTV လေးတွေစူးစမ်းပုံဖော်ဖို့စဉ်းစားထားတယ်နောက် lyrics video လေးတွေကိုတခြင်းလေးတွေကိုပြန်ပြီးတော့ဖော်ထုတ်ပေးဖို့စီစဉ်နေပါတယ်ကျွန်တော်ကပရိသတ်ဆိုပြီးတော့ကျွန်တော်တိတ်မခံစားဘူးပေါ့နော်ဒါကိုယ့်ရဲ့ကိုခံစားရတဲ့အမှုပညာလေးတွေကိုဖန်တီးတဲ့ဟာလေးတွေကိုဟိုနှစ်သက်တယ်အားပေးတယ်ဆိုတော့ကိုညီကိုတွေအနေနဲ့ပဲတတ်မှတ်ပါတယ်ကျွန်တော်ကတော့ဟိုပရိသတ်ဆိုတာမျိုးကြီးကျွန်တော်မခံစားမိဘူးပေါ့နော်တကယ်လဲကိုဟိုအပြင်မှာထိထိရောက်အားပေးခဲ့တဲ့ညီကိုတွေတကယ်အားပေးသူတကယ်အစ်စ်တွေအများကြီးလဲတွေ့ခဲ့ရတယ်ကိုယ်တိုင်လဲအားရခဲ့တယ်ပေါ့ဒါပေမဲ့ social မှာကြာရင်တော့နည်းနည်းထိထိရောက်တော့လဲကိုယ်တိုင်လဲမလုပ်နိုင်တာလဲပါမှာပေါ့နော်ပရိသတ်စီကိုထိထိရောက်လေးမလုပ်နိုင်တာပါသေးတော့ social မှာတော့အဲ့လောက်ထိထိရောက်တဲ့အားပေးမှုတစ်ခုတော့မရသေးဘူးလို့ထင်ခုကျွန်တော်လိုအပ်သေးတာပေါ့နော်ဒါကတော့ကိုလိုအပ်တာလေးကိုပြင်ဆင်ပြီးတော့ဒီကျွန်တော်ညီကိုတွေဒီထက်ပို့ပြီးတော့ကျွန်တော်နှုတ်ပညာတွေကိုခံစားနိုင်အောင်တော့ကျွန်တော်ထပ်ပြီးတော့အားစိုက်ပြီးထပ်လုပ်နေပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ညီမနာမည်ဖူးပွင့်ဦးပါရှင်ညီမရဲ့ပရိသတ်တွေညီမကိုခင်တဲ့သူတွေကတော့အာဝီလို့ခေါ်ကြပါတယ်ရှင်အရင်တော့ကတော့ဒီ cosplay တို့ပြီးတော့ commercial model လည်းလုပ်တယ်ဒီတရုပ်ဆောင်လည်းလုပ်တယ်ပေါ့နော်အခုလည်းနောက်ပိုင်းကိုဒီလိုမျိုးပုံစံတွေပဲဆက်ပြီးသွားမှာပေါ့နော် commercial model လည်းဆက်လုပ်မယ်ဖြစ်ချင်တဲ့ဟာကတော့ဒီ commercial model ကိုမအဲ့လိုမျိုး branding ကိုအဲ့လိုမျိုးဖြစ်ချင်တာပေါ့နော်အဲအကြောင်းပို့ပြီးတော့စူးစမ်းဖို့ရှိပါတယ်ရှင်ကိုဒီနေ့ကကြတော့ဒီကို M5 လေးရဲ့မိညှိချင်းဆိုရဲ album တွေကအစိတ်ဆိုရဲတခြင်းတွေကိုလာရိုက်တာပါရှင်ညီမမှာ Facebook page ရှိပါတယ်အဲ့ page နာမည်လေးကတော့ Supaki Aoi ဆိုပြီးတော့ဂျပန်နာမည်လေးဖြစ်ပါတယ်ရှင်ကိုသဘောကျရဲပြီးတော့အားပေးခြင်းနဲ့ဆိုရင် Aoi ရဲ့လို account ပဲဖြစ်ဖြစ် Facebook page ကိုပဲဖြစ်ဖြစ်လာပြီးတော့ follow ပေးဖို့မြတ်တာရက်ခံပါတယ်လို့တောင်းဆိုပါတယ်လို့အားပေးကြပါလို့ပြောချင်ပါတယ်ရှင်တတညီမရဲ့နာမည်ကတော့ဆိုဖီယာကျက်ဖြစ်ပါတယ်ညီမကတော့အခုထိုင်းနိုင်ငံမှာလက်ရှိmakeup and styling ကိုလုပ်ကိုင်နေတဲ့တယောက်ဖြစ်ပါတယ်ညီမအရင်တည်းကတော့ပထမမြန်မာမှာကတော့ wedding မိုင်းကိုပဲ wedding event မိုင်းတွေကိုပဲဟို commercial တွေရောတကယ်ဟိုဟာတွေရောတကယ်လုပ်ခဲ့တာပါဒါပေမဲ့ဘန်ကောက်မှာကျတော့အခု fashion မိုင်းကိုပြောင်းသွားပါတော့ fashion မိုင်းကိုပြောင်းပြီးတဲ့အခါကျတော့ fashion နဲ့ပတ်သက်တဲ့ commercial shoot တွေကိုစီစဉ်ပေးပါတယ်ညီမရှိမှာဆိုရင်ကျတော့makeup ဓာတ်ပုံဝတ်စုံအစတွေအကုန်လုံးညီမ one stop service အနေနဲ့လည်းလုပ်ကိုင်နေပါတယ်ဒီနေ့ကကြတော့ကိုငါးလေးရဲ့ဟို music video လေးအတွက်ပေါ့နော်ညီမဟို fashion style လေးနဲ့ makeup အနေနဲ့တာဝန်ယူပြီးတော့ဒီနေ့မှာပါဝင်အားဖြည့်ပေးခဲ့ရဖြစ်ပါတယ်ညီမက makeup ရဲ့ဓာတ်ပုံရိုက်တာတွေ styling တွေအပြင်တခါလေကြာရင်လည်းဟို freelance hijab model အနေနဲ့လည်းဘန်ကောက်မှာလုပ်ကိုင်ပါတယ်ရှင်ဟုတ်နောက်ထပ်ကတော့ဟိုလက်ခံထားရဖြစ်တဲ့ commercial လေးပြင်ပေးဖို့ရှိရယ် styling လုပ်ပေးဖို့ရှိရယ်ပြီးတဲ့အခါကျတော့နည်းနည်းဟို hijab brand လေးတွေပေါ့ပဝါလေးတွေ jewelry လေးတွေကြီးညာပေးဖို့လေးလည်းနည်းနည်းပါရှိပါတယ်ဟုတ်
ညီမကိုဆက်သွယ်ခြင်းတဲ့သူတွေအတွက်ကြတော့ Facebook ကကြတော့ခင်မြတ်မြင့်မို့ KHIN MYAT MYIND မြင့် MMO ဆိုတဲ့အကောင့်ကနေဆက်သွယ်လို့ရပါတယ် Instagram ကကြတော့ SOFIAGETGET ဆိုပြီးတော့ရှာပြီးတော့ follow လုပ်လို့ရပါတယ်ဟုတ်ကျေးဇူးတင်ပါတယ် Hi everyone, my name is Angie. I'm model. I moved from Russia almost 3 years ago, and sometimes I'm doing modeling. So today I joined to its music video of Officially, and it's calling Poison. I'm doing modeling, and in the future I wanna be an actress and join many big projects and yeah, so thank you for that opportunity. I'm sure we will enjoy during our shooting, and I hope this music video will be the best one and #1 on YouTube. I'm super excited and super grateful for that opportunity. I'm sure we will have fun during the shooting because here is a great team and I have a great and other actors who is going to filming with me. So I think it will be super exciting shooting. So thank you. And please follow me on Instagram, TikTok. See you. At the same maybe land we die. You must say now so you the outlook be why we name me on a color and maybe I you know that that's in the day I repeat it.